ဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာရေနံစုစုပေါင်းရဲ့20%ခန့်ဖြတ်တန်းရာပထဝီနိုင်ငံရေးအရာအချက်ချာကျတဲ့ဟော်မုန်းရေလက်ကြား Strait Hormuz အကြောင်းကိုတင်ဆက်ပေးထားပါတယ်။အီရန်နိုင်ငံနဲ့အနောက်နိုင်ငံတွေကြားတင်းမာမှုဖြစ်တိုင်းဘာကြောင့်ဒီနေရာကိုကမ္ဘာကအာရုံစိုက်နေရတာလဲဆိုတာကို2မိနစ်အတွင်းရှင်းလင်းစွာသိရှိနိုင်မှာပါ။ဒီရေလက်ကြားသာပိတ်သွားရင်တစ်ကမ္ဘာလုံးကကားတွေအလုံးရပ်တန့်သွားနိုင်တယ်ဆိုတာသင်သိပါသလား။ကမ္ဘာရေနံတင်သင်္ဘောအများစုဖြတ်တန်းရာပထဝီနိုင်ငံရေးအရာအချက်ချာကျဆုံးဖြစ်တဲ့ဟော်မုန်းရေလက်ကြားအကြောင်းကိုဒီနေ့ပြောပြပေးသွားမှာပါ။ဟော်မုန်းရေလက်ကြားဟာအိုမန်နိုင်ငံနဲ့အီရန်နိုင်ငံကြားမှာတည်ရှိပြီးပါရှန်ပင်လယ်ကွေ့ကိုပင်လယ်ပြင်ကြီးနဲ့ဆက်သွယ်ပေးထားတဲ့တစ်ခုတည်းသောလမ်းကြောင်းပါ။အကျဉ်းဆုံးနေရာမှာ21မိုင်ပဲကျင်းပေမဲ့သင်္ဘောတွေတွာလာနိုင်တဲ့လမ်းကြောင်းကတော့2မိုင်လောက်ပဲကျယ်ပါတယ်။ဒါကြောင့်ဒီနေရာဟာတွာလာရခက်ခဲတယ်လို့ထိန်းချုပ်ရလဲလွယ်ကူတဲ့နေရာတစ်ခုပါ။ဘာကြောင့်ဒီနေရာကိုကမ္ဘာကအာရုံစိုက်နေရတာလဲပထမအချက်ကရေနံချက်ချပါတကမ္ဘာလုံးမှာသုံးစွဲနေတဲ့ရေနံစုစုပေါင်းရဲ့20%ခန့်ဟာဒီရေလက်ကြားကိုဖြတ်ပြီးမှတင်ပို့ရတာပါဒုတိယအချက်ကတော့ကမ္ဘာအကြီးဆုံးသဘာဝဓာတ်ငွေ့တင်ပို့ရာလမ်းကြောင်းလည်းဖြစ်ပါတယ်အကယ်၍ဒီလမ်းကြောင်းသာပိတ်သွားရင်ကမ္ဘာရေနံဈေးနှုန်းတွေထိုးတက်သွားပြီးစီးပွားရေးကပ်ဆိုက်သွားနိုင်ပါတယ်ဒီနေရာကိုအီရန်နိုင်ငံကအဓိကထိန်းချုပ်ထားသလိုဖြစ်နေတာကြောင့်အနောက်နိုင်ငံတွေနဲ့အီရန်ကြားတင်းမာမှုဖြစ်တိုင်းဟော်မုန်းရေလက်ကြားကိုပိတ်ပစ်မယ်ဆိုတဲ့ချိန်ချောက်မှုတွေမကြာခဏထွက်ပေါ်လေးရှိပါတယ်။အမေရိကန်အပါအဝင်နိုင်ငံတကာစစ်သင်္ဘောတွေကလည်းဒီလမ်းကြောင်းလုံခြုံချုံးမွေးဖို့အမြဲတမ်းစောင့်ကြည့်နေရပါတယ်။ဒါကြောင့်ဟော်မုန်းရေလက်ကြားဟာရေလမ်းကြောင်းတစ်ခုထပ်ပိုတဲ့ကမ္ဘာစီးပွားရေးနဲ့နိုင်ငံရေးရဲ့အဆုံးဖြတ်နေရာတစ်ခုဖြစ်နေတာပါ။ဒီဗဟုသုတလေးကိုသဘောကျရင် channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။နောက်ထပ်စိတ်ဝင်စားစရာတွေနဲ့ပြန်လာခဲ့ပါမယ်။